အားလုံးပဲမင်္ဂလာပါဗျာအခုခေတ်မှာထမင်းငဲ့ရင်သာခံနိုင်မယ် Wi-Fi မရှိရင်တော့မနေနိုင်ကြဘူးမို့လား Okay ဒါပေမဲ့ခင်ဗျားတို့တခါလောက်ဖြစ်စဉ်းစားဘူးလား ကျွန်တော်တို့နေ့တိုင်းတောင်းနေတဲ့ဒီ Wi-Fi ဆိုတဲ့နာမည်ကတကယ်တော့ဘယ်ကနေဆင်းသက်လာတာလဲအများစုထင်နေကြသလို wireless fidelity ဆိုတာတကယ်ပဲဟုတ်လို့လားကဲဒီနေ့ဗီဒီယိုမှာတော့ Wi-Fi ရဲ့လျှို့ဝှက်ချက်တွေနဲ့သူ့ဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုကျွန်တော်ကသေချာရှင်းပြပေးသွားမှာမို့အဆုံးထိကြည့်ပေးကြအောင်နော် Wi-Fi ဆိုတာကျွန်တော်တို့အိမ်တွေရုံးတွေမှာအင်တာနက်ကိုကျိုးမလို့ပဲသုံးလို့ရအောင်လုပ်ပေးတဲ့နည်းပညာဆိုတာအားလုံးသိပြီးသားမှာဗျဒါပေမဲ့သူ့ရဲ့နာမည်ပေးပုံမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ကဲဆက်လိုက်ကြရအောင်တော်တော်များများက Wi-Fi ဆိုတာ wireless fidelity ရဲ့အတူကောက်လို့ထင်ကြပါတယ်ဒါပေမဲ့တကယ်တော့မဟုတ်ပါဘူး Wi-Fi ဆိုတဲ့နာမည်က marketing company တစ်ခုကနေလူတွေမှတ်မိလွယ်အောင်ပေးခဲ့တဲ့နာမည်တသက်ပဲဖြစ်ပါတယ်အစကသူ့ကိုနည်းပညာအရ IEEE 802.11b direct sequence လို့ခေါ်တာဗျကဲ okay စဉ်းစားကြည့်ပါအောင်ဟေးကောင်မင်းစီမှာ IEEE 802.11b လွှင့်တာလာလို့မင်းရင်ဘလောက်အာညောင်းမလဲအဲ့ဒါကြောင့်လူတွေခေါ်ရလွယ်အောင် Wi-Fi ဆိုပြီးနာမည်ပေးလိုက်တာပါပဲ ဒါဆို Wi-Fi ဘလို့အလုပ်လုပ်တယ်လဲ Wi-Fi က radio line radio wave တွေကိုတုံးပြီးအလုပ်လုပ်တာပါအိမ်မှာရှိတဲ့ router ကနေအင်တာနက်အချက်လက်တွေကို radio line အဖြစ်ပြောင်းပြီးလွှင့်ထုတ်ပေးတယ်အဲ့ဒီ line တွေကိုကျွန်တော်တို့ဖုန်းတွေ laptop တွေကပြန်ဖမ်းပြီး data အဖြစ်ပြန်ပြောင်းတာပေါ့ဒါကြောင့်နရန်တွေအရန်ထူရင်ဒါမှမဟုတ် router နဲ့အရန်ဝေးရင် line ကျသွားတာပေါ့ဗျာ နောက်တစ်ခုကတော့လူမှာအများဆုံးအချက်ပါပဲ Wi-Fi ကအင်တာနက်မဟုတ်ပါဘူးသူကတရားတစ်ခုလို့ပါပဲဗျာအိမ်ထဲကိုရောက်နေတဲ့အင်တာနက်လိုင်းကိုတင်ဖုန်းနဲ့ရောက်အောင်ပို့ပေးတဲ့လိုင်းကြောင်းတက်ပါ Wi-Fi လိုင်းမိနေပေမဲ့ router ကအင်တာနက်ကြိုမတက်ထားရင်အင်တာနက်သုံးလို့မရဘူးဆိုတာသတိထားမိမှာပါနော် ကဲအခုဆိုရင် Wi-Fi ဆိုတာ breaker လာတယ်လဲဘလို့အလုပ်လုပ်တယ်လဲဆိုတာရှင်းသွားလို့ပြီထင်ပါတယ်ဗျာနောက်ခါ Wi-Fi နာမည်ပြည့်စုံကို wireless fidelity လို့ပြောရသူရှိရင်ဒီဗီဒီယိုလေးကိုပြလိုက်တော့နော်ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ share လုပ်ဖို့မမေ့လဲအောင်နောက်ထပ်ဘလို့နည်းပညာအကြောင်းတွေသိချင်တယ်လဲဆိုတာ comment မှာရေးဟေပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ